မင်္ဂလာပါနားဆင်သူတို့ရေဒီကနေ့မှာကျွန်တော်တင်ဆက်ပေးချင်တာကထိတ်လန့်တုန်လို့ခြောက်ခြားပွဲကောင်းတဲ့ပရာလောကဇလန်တစ်ပုဒ်ကိုတင်ဆက်ပေးမှာပါကြောက်တဲ့သူများအနေဖြင့်တော့ညဘက်မှာတယောက်တည်းနားမထောင်ဖို့အကြံပြုရင်းနဲ့ဇလန်လေးကိုစလိုက်ကြရအောင်လားခင်ဗျာကျွန်တော်ကတော့အထက်လိုင်းလို့ခေါ်ရမလားပယောကနှိမ့်နေတဲ့ဘိုးတော်ပြုစီမှာတပည့်ခံလာတာ3 လနီးပါးရှိပြီဆိုပါတော့ဗျာဆရာကြီးကကျွန်တော်တို့ရဲ့ရွာကပဲဗျဟင်ငယ်လေးကလေးကမြို့ပေါ်မှာပညာတွေစီးပူးလေ့လာခဲ့ပြီးတော့ပညာပြည့်လို့ရွာကိုပြန်လာတယ်ပြောတာပဲဘယ်ဆရာစီမှာဘလို့ပညာတွေသင်ခဲ့လဲဆိုတာတော့ဘယ်သူမှလည်းသူ့အကြောင်းကိုအသေးချာမသိကြပါဘူးသူ့ရဲ့တူဒီသောမိခင်ကြီးကလည်းသူပြန်မလာခင်ကတည်းကဆုံးပါသွားတာမို့သူတယောက်တည်းနေရင်က9 ရက်သားသမီးတွေကိုစောင့်ရှောက်နေတဲ့ဆိုပါတော့ဗျာအစကရွာသူရွာသားတွေကမယုံကြည်သလိုရှိခဲ့ကြပေမဲ့ဘိုးတော်ပြူကိုသမျှယောဂတိုင်းကအစင်ပြေပျောက်ကင်းတာများလာတော့နာမည်ရလာပြီးနောက်ပိုင်းဦးပြူကနေဘိုးတော်ပြူဖြစ်လာခဲ့တာပါပဲဒါကြောင့်လဲကျွန်တော်ကိုယ်တိုင်ဆရာကြီးစီမှာယုံယုံကြည်ကြည်နဲ့ပညာသင်နောက်လိုက်ဖြစ်လာခဲ့တာပါဆရာကြီးကရွာပြင်ခြံဝန်းလေးထဲမှာဆေးဘက်ဝင်ပင်များနဲ့ပန်းပင်အများပြားကိုစိုက်ထားတော့ခြံလေးကဥယျာဉ်တစ်ခုလိုရနံတင်းပြီးတော့မြင်ရတာစိတ်ကြည်နူးစရာကောင်းလာပါတယ်ဆရာကြီးဒီနေ့ရောဘယ်လိုပညာရက်တွေအကြောင်းပြောပြမှာလဲဗျငမိုးမင်းကပညာသင်ကျင်တာလားသိကျင်တာလားကွသိကျင်တာဆိုရင်မြန်တယ်အစားကနေအစုံတစ်ထိုင်နဲ့ပြောနေအောင်ရတယ်သင်ကျင်တာဆိုရင်တော့ခက်တယ်ငမိုးပညာဆိုတာကြဲပြန်လွန်းတယ်ကွဘလို့မှလေ့လာလို့မကုန်နိုင်ဘူးအဲ့ဒါလို့စာကြီးကဆရာကြီးကအင်းအိုင်ခလက်အဆောင်လက်ဖွဲ့မှာစပြီးတိုင်းရင်းစေးပညာတွေပါလက်လန်းမီရင်မိတလောက်လေ့လာဖို့လိုအပ်ကြောင်းပြောနေတော့မှာပဲပြို့ဘိုးတော်ပြူရှိလားပြို့ဘိုးတော်ပြူငမိုးရေတွားကြည့်ပါအောင်ကွာအိမ်ရှိကဘယ်သူတွေများပါလဲကျွန်တော်လဲခြံဝက်ကိုအပြေးလေးသွားပြီးကြည့်လိုက်တော့အသက်30ကျော်40ရွယ်ထိထိပြပြအမူအရာနဲ့ညနေစိတ်အမျိုးသားနှစ်ယောက်ကိုတွေ့လိုက်ရပါတယ်ဘိုးတော်ပြူရဲ့အိမ်ကဒီအိမ်လားဗျဟုတ်ပါတယ်ဗျဆရာကြီးလက်ရှိပါတယ်ဒါနဲ့ဘာကိစ္စရှိကြလို့လဲဗျကျွန်တော်တို့ဘိုးတော်ပြူနဲ့တွေ့ပြရသေးဗျာပြီးတော့ကျွန်တော်တို့ရဲ့ရွာလေးကိုအမြန်ကယ်ပေးပါဦးလို့အခြေအနေတွေကတော်တော်လေးကိုကြောက်လန့်နေပြီးအာကိုဒီကြီးပြောလာတဲ့အမူအရာများကြောင့်လာကြပါဗျာဒါဆိုလဲအိမ်ထဲကိုအရင်ဝင်ကြပါဦးဗျဧည့်သည်နှစ်ယောက်လုံးကရေချိုးထားသလိုချွေးများဆိုရွှဲနေပြီးစကားပြောရမှလည်းအတန်များပင်တုံရင်မောဟိုက်လို့နေပါတယ်ဒုက္ခတော့တွေ့လာကြပြီထင်တယ်ကဲလာကြကွာမင်းတို့တွေအရင်ထိုင်ကြငမိုးကြီးဧည့်သည်တွေကိုစားစရာတစ်ခုခုအခန့်ပေးစမ်းကွာဟုတ်ကဲ့ဆရာကြီးဟာမဟုတ်တာကျွန်တော်တို့မှာအဲ့လောက်တော့အချိန်မရဘူးဗျကျွန်တော်တို့နဲ့သာအခုချက်ချင်းရွာကိုလိုက်ခဲ့ပေးပါဆရာကြီးခင်ဗျာဆရာကြီးကဧည့်သည်နှစ်ယောက်ကိုလက်ကပြလိုက်ပြီးတော့ခတ်နေကြပြီဗျာကျုပ်ကိုအားကိုးပြီးရောက်လာတာမှန်တယ်ဆိုရင်ကျုပ်ကပြစ်ထားလေမရှိဘူးဒါပေမဲ့အကြောင်းကျိုးတော့အရင်သိမှဖြစ်မယ်လာရင်ကိစ္စကိုသာပြောပါကျုပ်နဲ့မဆိုင်တဲ့ဟာဆိုရင်ကျုပ်လိုက်တော့ဘာထူးမှလဲဗျကျောင်းကျိုးစီလီယောသွားပြောလိုက်တဲ့ဆရာကြီးရဲ့စကားကြောင့်ဧည့်သည်နှစ်ယောက်လုံးကတက်ပြင်းကိုစီချပြီးကျွန်တော်အခမ်းထားတဲ့ခြံထွက်ဖီးချမ်းမှဲလေးနဲ့တဲအိုးကိုအဝတ်ဆိုပက်ပြီးထည့်ထားတဲ့ကဘာဝအေးတဲ့ပြေးသွားတဲ့ရေတစ်ခွက်စီကိုတောက်လိုက်ကြပြီးနော်ဆရာကြီးအခုချိန်တော့ဆိုရင်လေဘာဖြစ်လဲရဲတာပြောစမ်းပါကွာအခုချိန်တော့ဆိုရင်ကျွန်တော်တို့ရွာမှာလူတယောက်တော့သေနေပြီဆိုတာသေချာတယ်ဗျအရေးမရှိအဖျားမရှိပြောလိုက်တဲ့စကားများကြောင့်ကျွန်တော်ဘာကြောင်တောင်ဖြစ်သွားမိပါတယ်ဟုတ်တယ်ဆရာကြီးအခုလိုတွေဖြစ်နေတာတွေကအချိန်အပြင်2 လတော့ကျော်ပါပြီဗျာဒါပေမဲ့ကျွန်တော်တို့ရဲ့မျက်လုံးထဲမှာတော့အဲ့ဒီနေ့ကမြင်ခဲ့ရတဲ့ခလေးရဲ့အပြုံးမှုအခုထိကြောက်နေတော့မှာပဲဆရာကြီးဟာကျန်တဲ့ဧည့်သည်တယောက်ကလည်းဆရာကြီးရဲ့လက်ကိုတုံရင်နဲ့အားကိုးတကြီးစုပ်ကင်လိုက်ပြီးတော့ဆရာကြီးသူတို့ကပြန်လာပြီးတော့ကျွန်တော်တို့တရွာလုံးကိုတတ်တော့မှာကျွန်တော်တို့ရွာမှာဆိုရင်အသက်ရှင်နေတဲ့နဲ့အိမ်မပြောနိုင်ကြတော့ဘူးဗျမင်းနဲ့အိမ်မက်လာပြီးမှကိုကြောက်နေကြတယ်လို့ကြောက်လန့်နဲ့ပြောလာပါတယ်ဒီလိုနဲ့သူတို့ပြောပြသမျှတွေကိုပြန်ပြောရရင်ဖြင့်ကဲဘယ်လိုလုပ်ကြမလဲကွာမိုးကလည်းအခုမှကောင်းလိုက်တာဒုက္ခပါပဲဟေးကောင်နေမွေးလူနာလိုက်ဖို့လူစုကြတန်းကွာကြီးမနိုးရွာကလေးမှာဖခင်မရှိစင်ရဲလုံးနဲ့မိခင်ကြီးနဲ့
ခက်ဘဝကိုရက်တီရှင်တန်နေရတဲ့စကားမပြောနိုင်တဲ့ပိုလီယိုတဲ့မီနစ်တယောက်ခလေးမိဖွားရခက်ပြီးတော့တစ်ချက်သတိလစ်နေတော့မိခင်ဖြစ်သူဒေါ်မွေခင်ဗျာတကြီးဦးမြမောင်စီမအကူညီလာတောင်းနေချိန်ဖြစ်ပါတယ်အခုပါတယ်တကြီးရဲ့ကျမတို့သားမီးကိုကယ်ပေးပါအောင်နော်ကျမရဲ့သမီးလေးကအရန်ကိုကန်ဆိုးလွန်းတယ်သူ့ကိုဘသူကအာရမပြုတ်လုပ်တယ်ဆိုတာကိုလည်းမပြောနိုင်ဘူးဖြစ်ချင်တာဖြစ်ကလေးကိုရအောင်မွေးမယ်ဆိုတော့လေတို့ခမခလေးကိုမမွေးရှာနိုင်မြန်ဘူးကျမတို့ကိုကယ်ပါအောင်တကြီးရဲ့ကယ်ပါအောင်ကဲထုံးဝေးဘာမှစိတ်မပူနဲ့ကျွန်တော်ရအောင်စီစဉ်ပေးမယ်ဗျာဟုတ်ပြီလားမြို့ပေါ်ကိုသွားဖို့အခုကလမ်းမှာမိုးတွေလေတွေနဲ့ဆိုတော့ခရီးမတွင်မှာစိုးတာတခုပဲကြောက်ကစိတ်ပူတာအခုလူစုနေတယ်ဟုတ်ပြီလားမြို့ပေါ်တက်ဖို့ပြန်ပြီးတော့ပြင်ဆင်ကြတော့ကျွန်တော်တို့ချို့ခေါ်ပြီးတော့လာခဲ့မယ်ကဲသွားဟိုးတဲ့လေတဲ့ကြားကပင်ဒေါ်ငွေတယောက်တကြီးဦးမြမောင်ကိုအတနာခံပြီးအစဉ်ပြောင်းပြောဆိုကတမ်းပြီးဖြစ်လို့နဲ့အတူမြို့ပေါ်ကိုတက်ဖို့ပြင်ဆင်မှုအတွက်အိမ်ပြန်သွားပါတော့တယ်ကဲလာကြဟေးအချိန်မရဘူးအမြန်လုံးကြစမ်းမီတင်းကိုစောင့်ပကတ်ထဲကဘိုးမဆိုအောင်အပေါ်ကနေမိုးကအုပ်လိုက်ပြီးထားနိုင်ပိုးနိုင်တဲ့ကာလာသား6ယောက်နဲ့တူမိခင်ဖြစ်သူဒေါ်ငွေပါမိုးများတဲထန်သွားရွာနေတဲ့ကြားကပဲရွာလန်းလေးအတိုင်းထွက်ခွာသွားကြပါတယ်မိုးရောလေပါတဲထန်တော့ရေသားလမ်းပေါ်မှာချော်မလဲအောင်မနေကရုစိုက်ပြီးသွားကြရတယ်ဘလို့မှကိုခရီးကမတွင်တစ်ချက်တတိလစ်သွားတဲ့မိနှင်းကိုဒေါ်ငွေကအတင်းလှုပ်လို့ရင်းကလမ်းတနေရအရောက်မှာတော့တဲချင်းမဲကြီးရွာနေတဲ့မိုးကသူမဟုတ်တယ်လို့ရုတ်တရက်မိုးတိမ်သွားပါတော့တယ်အဲ့ဒီခါမှအားလုံးကအားတက်တရောဖြစ်သွားကြပြီးတော့ကဲမိုးတိမ်တော့မှတတိထားပြီးတော့ခတ်တော့ရှောက်ကြမယ်ကွာအောင်ကြီးကပြောလိုက်တယ်ဆိုရင်ပဲအားလုံးကတဲ့ညီလက်ညီနဲ့မြို့ပေါ်ကဆေးရုံကိုအမြန်ရောက်ဖို့ကြိုးစားကြပါတော့တယ်ဟဲ့သမီးမင်းနဲ့အမလေးသမီးလေးဟဲ့လောက်ကြပါအောင်ဟဲ့ငါသမီးလေးခေါ်လို့မရတော့ဘူးအမလေးမင်းနဲ့သမီးလေးဒေါ်ငွေရဲ့ငိုတန်ကြီးနဲ့တူအော်ပြောလိုက်တဲ့စကားများကြောင့်နောက်ဆုံးမှာတော့ဘာမှမတတ်နိုင်ပဲခြေလန်းတွေအားလုံးရက်တက်ငါဘာယာလန်းတိုင်းပင်လေးတဲစွာလှည့်ပြန်ခဲ့ကြပါတယ်ကဲရွာပြင်မှာဖြစ်တဲ့ကိစ္စဆိုတော့ရွာပြင်မှာပဲထားမှရမယ်လုံးစရာရှိတာဆက်လုပ်ကြတာပေါ့ကြားလားတကြီးဦးမြမောင်တယောက်စိတ်မကောင်းစွာနဲ့ပဲရွာကာလာသားများကိုရွာအပြင်မှာပဲအလောင်းစင်လောက်ခိုင်းရပါတော့တယ်ကဲဒေါ်ငွေဖြစ်ခဲ့တာတွေကလည်းပြန်ပြင်လို့မှရတာမဟုတ်ပဲဗျတရားနဲ့ရအောင်ဖြေပါဒေါ်ငွေတရားနဲ့ဖြေပါနော်ဟုတ်ကဲ့ပါတကြီးရဲ့ဒေါ်ငွေတယောက်ပါးပြင်ပေါ်ကမျက်ရည်စာများကိုတုပ်ရင်းတကြီးဦးမြမောင်ကိုခေါင်းငိမ်ပြရှာပါတယ်တရွာလုံးမှာအစင်းရဲဆုံးဆိုတဲ့ဒေါ်ငွေတို့တားမိကိုကန်တရားကမျက်နှာလိုက်လုံးပါတယ်အိမ်ပြန်ရောက်တော့ဒေါ်ငွေတယောက်မှာအယိုးမီဝိုင်းဖြစ်ပြီးတော့မျက်နှာမမြင်ရသေးတဲ့မြေးလေးနဲ့အတူခဲရင်ပြူးစုပြိုးထောင်ခဲ့ရတဲ့သမီးကပါကန်ဆိုးစွာနဲ့လောကကြီးထဲကနေထွက်ခွာသွားကြတော့ဒေါ်ငွေရဲ့ရင်ထဲကအပူမီးများကြောင့်စောက်တည်ရမရဖြစ်ရရှာပါတယ်ဒီလိုနဲ့နောက်ဆုံးမှာတကြီးကပဲဥဆောင်ပြီးမိနှင်းရဲ့အာသုဘကိုစီစဉ်ရတော့တာပေါ့ဘိုက်ကြီးတဲ့ကိုဒီတိုင်းမမြုပ်ကောင်းဘူးလို့ပြောတာတော့ကြားဘူးတယ်နော်တကြီးအောင်ကြီးရဲ့စကားအဆုံးမှာတကြီးဦးမြမောင်ကလည်းခေါင်းတစ်ချက်ညှိလိုက်ပြီးတော့အေးဟုတ်တယ်ကွာငါလည်းကြားဘူးတယ်ခလေးကိုဘိုက်ခွဲထုတ်ပြီးနှုတ်ကြတယ်ဆိုလာပဲကဲအစေပြောင်းသာကြည့်ကြလောက်ကြကွာအောင်ကြီးဟာငါတသက်မှလည်းဒီလိုအာသုဘဒီရွာမှာကြားတော့မကြားဘူးကွာမိုးမရွာတော့လဲကောင်းကင်တခွင်မဲမောင်အုံမိုင်းနေပြီးလျက်စီးများတဝင်းဝင်းနဲ့ရွာပြင်းလေးတိုင်စင်ဘောကမိနှင်းရဲ့အလောင်းမှာတာမန်မဟုတ်တခုခုထိုးချနေတယ်လို့မြင်ရသူတိုင်းနောက်ကျောမလုံတယ်လို့ခံစားရစေပါတယ်ကာလာသားတယောက်ကတမြောင်ကိုကိုင်းပြီးမိနှင်းကိုဘိုက်ခွဲဖို့အလုံးမှာပဲဟာဟေးကြောက်စရာကြီးကွာငါမလို့ရတော့ဘူးဟျောင်းနေရေချိုးပေးပြီးတော့ဘိုက်ခွဲမယ်ဆိုပြီးမင်းရဲ့အလောင်းများကိုအဝတ်စားများချုပ်လိုက်ချိန်မှာတော့အမျိုးသမီးယောနီတွေကနေသွေးများနဲ့အတူခလေးခြေထောင်တစ်ချောင်းကထွက်နေကအယောင်များမဲပုံနေပြီးတော့မသိရင်မကောင်းဆိုးဝါးတဲ့ကောင်ထွက်လာတော့မလားပဲထင်ရပါတယ်မြင်ရသူတိုင်းကကြောထဲမှာစိတ်နေအောင်ကြောက်လာပြီးလက်ထင်မွေးများပဲထောင်တက်လာပါတယ်ဟာပေးသားမှာကွာမင်းလက်ထဲကဓာတ်ကိုဘယ်မသားကကြည်ကောင်းတယ်လို့ရှိလို့လဲကွာ
ရက်ရှိန်နဲ့လက်ရဲစက်ရဲရှိလာတဲ့အောင်ကြီးကပဲမိနဲ့ရဲ့ဘိုက်ကိုခွဲပြီးတော့ခလေးကိုဆွဲထုတ်လိုက်ပါတယ်အာခလေးကဘလို့ကြီးတဲ့ကွာငါလို့တော့မှကြောက်စရာကြီးလက်ရဲစက်ရဲနိုင်တဲ့အောင်ကြီးကပဲလက်ထဲကနေအလံတကြားခလေးလောင်းကိုလွှတ်ချမိလိုက်ပါတယ်ခလေးရဲ့တကိုယ်လုံးကမဲပြာနေပြီးမျက်လုံးနှလုံးကလည်းပွင့်နေကမဲနဲ့လို့နေပါတယ်ဗစက်မဟာပဲနှကန်းတောင်များကပြုံးပြနေသလိုအပေါ်ကိုပွေ့တက်နေပြီးမထီမဲ့မြင်ပုံစံနဲ့တစ်ခုခုကိုတတိပေးနေသလိုလိုတတိထားနေကြလို့ပဲကျုံးဝါနေသလိုလိုနဲ့မြင်ရသူကိုစက်မကြည့်ရဲလောက်အောင်ဖြစ်စေပါတယ်အာကြောက်ပါပြီဗျရုတ်တရက်မိုးချိန်လိုက်တဲ့အတန်းကြောင့်အားလုံးကမြေပြင်ကိုဝစ်လိုက်ကြပြီးယောက်ျားကြီးများပါဆိုတဲ့သူတွေလည်းအသေးငယ်ကုန်ကြပါတော့တယ်နောက်ဆုံးမှအားလုံးကတကြီးနဲ့တိုင်ပင်ပြီးရမကူးကနေမဝင်ခင်မှာပဲအဆင်ပြေသလိုမြေမှုတ်ပြလိုက်ကြပါတော့တယ်ဟေးမင်းတို့ပြောတာတွေကဘာမှလည်းမထူးခြားနေပါဘူးကွာဒါတွေကတဘာဝပါကွာဖြစ်တတ်ပါတယ်ဆရာကြီးကလက်ထဲမှာအင်းပြတစ်ခုကိုတေချာလိုက်ခါကြေးခွက်လေးတဲ့ရေစိမ်လိုက်ပြီးနောက်ပြတင်းပေါက်မှတစ်ဆင့်လမ်းမကိုကြည့်ကတခုခုကိုအလင်းနဲ့တွင်းရင်းကပြောဆိုလိုက်ချင်းပါမဟုတ်ဘူးဆရာကြီးမိနှင်းကိုမြေမြုပ်ပြီးတဲ့နောက်ပိုင်းညပိုင်းဆိုရင်ရွာမှာနေရအနှံ့ကနေခလေးငိုတန်လို့ခွေးဟောင်တန်လို့တွေအမြဲကြားနေရတဲ့ဆရာကြီးကအစိုးဆုံးကကျွန်တော်တို့ရွာမှာသူ့ကိုအိမ်မက်လို့တကယ်လို့နဲ့ညဘက်မှာတွေ့မြင်မိတဲ့သူက3 ရက်အတွင်းသေတာပဲဆရာကြီးဟေးဒါကမှအဓိကကွာကဲဆက်ပြောစမ်းမအောင်မင်းတို့အားသူကချပြီးတော့နောက်ပိုင်းမှာဘယ်လိုတွေထူးခြားတာတွေဆက်ဖြစ်လာလဲဆိုတာငါသိဖို့လိုတယ်ဟုတ်ကဲ့ဗျဒေါ်ငွေတယောက်2 ရက်အတွင်းမှာပဲပိန်လိမ်ပြီးတော့မြက်တွင်းဟောက်ဘက်နဲ့စိတ်မနှံ့သူတယောက်လိုတကြီးဦးမြမောင်အိမ်ကိုရောက်လာပါတယ်တကြီးကျမရဲ့သမီးလေးကကျမကိုအိမ်မက်ပေးတယ်သူကဒုက္ခရောက်နေတာတဲ့သူကအချုံတော်ခံထားရတယ်လို့လည်းပြောတာပဲဒါတို့ခေါ်လို့မရအောင်တယောက်ကတို့ရဲ့ပါဇက်ကိုပိတ်ထားတာတဲ့အဲ့ဒါတကြီးကကဲပဲဦးမြမောင်ကပုံစံမမှန်တော့တဲ့တော်ငွေရဲ့စကားတွေကိုစိတ်မကောင်းစာနဲ့တေချာစွာနားထောင်ပေးပါတယ်တော်ငွေအစွဲလန်းနေမထားပါနဲ့လားဗျာရက်လေတဲ့နေ့ကြရင်တေချာကလေးကုသိုလ်ထပ်လုပ်ပေးရတာပေါ့နော်ကျွန်တော်လည်းရှိတယ်ဘာမှစိတ်မပူနဲ့ဟုတ်ပြီလားတကယ်နော်တကြီးဟဲ့သွားတော့မယ်နော်ခလေးတယောက်လို့ခုံဆွနဲ့ပြန်သွားတဲ့ဒေါ်ငွေကိုကြည့်ပြီးဦးမြမောင်တယောက်တက်ပြင်းချယုံတာတတ်နိုင်မှာတော့တယ်ဒီလိုနဲ့တကြီးဦးမြမောင်တယောက်မိနစ်ရဲ့ရက်လေကိစ္စဝိဆတွေပြီးလို့စိတ်အေးလက်အေးနေမယ်ပဲရှိသေးတယ်တကြီးဟာဘာတော့အောင်ကြီးအလန့်တကြားနဲ့ကွာဘာလဲဟိုလေးတကြီးဟဲဒေါ်ငွေစုံးနေဗျဟဲ့ကောင်မနက်ကပဲအကောင်းကြီးရှိသေးတာလေကွာနှိဟာကတေချာရဲ့လားကွာတကြီးကလည်းကျွန်တော်ကိုယ်တိုင်တွားကြည့်ပြီးလို့အခုတကြီးကိုလာခေါ်တာဗျဒုက္ခပါပဲကွာဘာတွေဖြစ်ကုန်ကြတာလဲကဲအဲ့ဒါဆိုလည်းအမြန်တွားကြည့်ကြရအောင်တကြီးဦးမြမောင်တို့ရောက်သွားတော့ဒေါ်ငွေကမျက်လုံးများပြူးကျနေပြီးဗစက်ကပိတ်မရလောက်အောင်ဟလို့နေပါတယ်တမီးစောနဲ့ဆုံးတာဖြစ်မှာပါကွာငါတို့ရွာသူရွာသားတွေကပဲစီစဉ်ပေးကြတာပေါ့အောင်ကြီးအဲ့ဒီခါမှအောင်ကြီးကရုတ်တရက်ဦးမြမောင်နာကပ်ပြီးတော့တကြီးဒေါ်ငွေဆုံးတာကတခုခုပဲနော်ထူးဆန်းနေတယ်ဒေါ်ငွေရဲ့ကြောက်လန့်တဲ့ကြောင်အော်တန်ကြလို့အနီးနားကလူတွေတွားကြည့်တော့ဒေါ်ငွေကငုတ်တော်ကြီးတင်နေတာတယ်ဗျဟဲ့ကောင်အောင်ကြီးသူ့သမီးစောကြောင့်အစားတော့ပြက်ပြီးတော့လူကြီးဆိုတော့ယောဂအခန်းကလည်းရှိတော့အဲ့ဒီလိုနဲ့ဆုံးတာဖြစ်မှာပါကွဦးမြမောင်တယောက်တွေးဆဆပြောတာပြောရတယ်ဒေါ်ငွေရဲ့အလောင်းကြီးကိုနောက်တစ်ချိန်ပဲထက်မကြည့်ရတော့ပဲနဲ့အသာလှည့်ပြန်လာခဲ့ပါတော့တယ်တကြီးဟေးဘာလဲကွာအောင်ကြီးအသက်ခံရလို့တကြီးရုတ်တရက်
မထဲမှတ်တဲ့စကားကိုကြားလိုက်ရတော့ဟမ်ဘာကွာဘယ်သူကတတ်ထားလဲအဲ့ကောင်အာမသိဘူးလေတကြီးတင်းញိုင်းကုန်းမှာတိတ်နေတာတဲ့လဲတဲ့ကိုဆင်းမဲ့သူတွေတွေ့လို့လာပြောတာဟာမဟုတ်သေးပါဘူးကွာကာလာသားတချို့လာပြောလို့သာလိုက်ခဲ့ရတယ်ကိုနာကိုပင်မယုံချင်တော့ပါဘူးကဲတင်းញိုင်းကုန်းကိုရောက်တော့တွေ့ပါပြီအုတ်ကူအပြက်တစ်ခုပေးမှခြေဆင်းထိုင်နေရဲ့နဲ့မျက်နာကိုနောက်ကျောဘက်အထိရောက်အောင်ဇက်လိန်ချိုးပြီးအသက်ခံထားရတာပါခန္ဓာကိုယ်တစ်ခုလုံးကလည်းချွေးများနဲ့ဆိုးရွှဲလို့နေပါတယ်ဒါနဲ့နေပါအောင်ကွာအောင်ကြီးကတင်းញိုင်းကိုဘာလာလောက်တာတော့ကွာအဲ့ဒါတော့ကျွန်တော်တို့လည်းမသိဘူးတကြီးကျွန်တော်တို့နဲ့အတူညကအရက်တူတူတောက်ရင်းနဲ့သူကမင်းကြီးရဲ့အကြောင်းကိုအိမ်မက်မက်တယ်လို့တော့ပြောတာပဲပြီးတော့သူအစောကြီးကျွန်တော်တို့အရက်ဝိုင်းကနေပြန်သွားတာတကြီးอ่ะအေးကဲဘာမှမတတ်နိုင်ကြတော့ဘူးအာသူပါချဖို့သာလောက်ကြတော့ဟေးအောင်ကြီးရဲ့မိသားစုတွေနဲ့တိုင်ပင်ပြီးတော့ရွာပြင်မှာမထားရင်တော့နေတွင်းချင်းမဲ့အာသူပါကိစ္စကိုအပိတက်လိုက်ကြပါတယ်ဒီလိုနဲ့ပဲတဖြည်းဖြည်းရွာမှာထူးခြားလာပါတော့တယ်ညာဆိုရင်တရွာလုံးမှာခွေးဥတန်တွေခလေးငိုတန်တွေကဟိုတစရေစားနဲ့မပီဝိုးတစ်ဝါကြားလာရပါတယ်နေဝင်တာနဲ့ခြံတကားပိတ်စောစီစီအိမ်တကားအကုန်ပိတ်ခါမီးမထိုးမဲ့နဲ့ပတ်ဝန်းကျင်ကိုနားဆွပြီးတော့ငြိမ်နေကြရပါတယ်မိုးလင်းလို့အိမ်ကငိုတန်ကြရင်တေးကြတယ်တယောက်တေးရနာပါပဲတချို့ဆိုရင်လည်းညဘက်ဖွေးတွေဦးလို့ထထောင်ကြည့်တဲ့အခါမှာဝီလီယိုတဲ့မင်းနဲ့တူတဲ့အရင်မဲကြီးကထော်ကျိုးနဲ့လမ်းလျှောက်ပြီးတော့ခလေးကိုချီကရွာလန့်အတိုင်းလမ်းလျှောက်ပြီးတွားနေတာကိုမြင်ရတယ်လို့ပြောကြပါတယ်အဲ့လိုမြင်ရတဲ့သူတွေဆိုရင်လည်းတရက်နှစ်ရက်အတွင်းမှာအောင်ကြီးလိုပဲထူးဆန်းနဲ့တွေ့ကြရနေရာမှာအသက်ခံရတာပါပဲကြာလာတော့တရွာလုံးမှာအလုတ်ပြက်အကင်ပြက်နဲ့အိမ်ထဲကအိမ်ပြင်ကိုထွက်ရမှတော့ကြောက်လာကြပြီးတော့တချို့ဆိုရင်ရွာထဲကနေတောင်းသွားတဲ့အထိအခြေအနေတွေကဆိုးရွားလာပါတော့တယ်ဆရာတော်ဖေဟာကဲပါအောင်တပည့်တော်တို့ရွာလေးတပည့်တော်တို့ရွာကတ်ဆိုင်နေပြီထင်တယ်ဖေဟာတကားကြီးဖုန်းကြီးတို့လှုပ်တက်တာကလောကုတ္တရာအပိုင်းဆိုတော့အန်ရကင်းပရိယောမေတ္တာဖို့အမျှဝေနောက်ဆုံးကမ္မဝါရော့ဒါပဲရှိတယ်ကွယ်မှန်ပါဖေဟာဆရာတော်အဆင်ပြေသလိုလဲဆောင်ရွက်ပေးပါအောင်ဖေဟာတကြီးဦးမြမောင်ရဲ့အပူတပြင်းတောင်းဆိုမှုကြောင့်ဆရာတော်ဖေဟာဦးဆောင်ကနေကဲဘက်မှာရွာရဲ့နေရအစုံကိုပရိယောမေတ္တာဖို့အမျှဝေသည့်ကိစ္စများကိုလုပ်နေသည့်ခြားကပင်4-5ရက်ကိုလူတယောက်နှုံးနဲ့ထူးဆန်းစွာတေဆုံးနေကြတော့ဆရာတော်ကိုယ်တိုင်မင်းတကြီးရဲ့အိမ်ကိုကြွလာပြီးတကားကြီးဒီတိုင်းနေလို့တော့မဖြစ်ချေတော့ဘူးလောကီရေးရာတိတ်ကျွမ်းတဲ့ပုံကိုတယောက်တော့လုံနေပြီထင်တယ်မှန်ပါဖေဟာတပည့်တော်လက်လန်းမိသလောက်လဲရှားကြည့်နေပါတယ်ဖေဟာအခြေအနေတွေကပိုဆိုးလာပြီးလူတိုင်းကမနှက်ဖြန်ဘသူလဲဆိုတဲ့အတွေ့နဲ့ရှင်သန်နေရသလိုဝေစာချေးစာတက်နိုင်တဲ့သူတွေကတော့ဘေးရွာတွေကိုရွှေ့ပြောင်းပြီးတော့နားဆွနေကြရပါတယ်ကြံနေခဲ့တဲ့သူတွေကလည်းဒီနေ့တော့ငါမသေးသေးဘူးဆိုပြီးပြောနေရပေမဲ့ဝိုးချိုးမဲ့အချိန်ရောက်လာရင်တော့ကြောက်လန့်တုန်လှုပ်လာကြပါတော့တယ်နောက်ဆုံးမှမြို့ပေါ်ကဆရာဝန်ကိုပြင့်ပြီးတော့ကုဆက်ယောဂရှိလို့များလားဆိုပြီးရှားကြပေမဲ့ဘာယောဂလက္ခဏာမှရှာမရပဲမြို့ပေါ်ကလူတချို့ပြောပြတဲ့ဘိုးတော်ပြူးဆိုတဲ့ဆရာကြီးစီကိုကျွန်တော်တို့ရောက်လာရတာပါပဲခင်ဗျာဧည့်သည်ရဲ့စကားဆုံးမှဆရာကြီးကခေါင်းတငိမ့်ငိမ့်နဲ့မျက်စိမှိတ်လိုက်ပြီးအသက်ကိုပြင်းပြင်းရှူလိုက်ပါတယ်ရေစိမ်ထားတဲ့အင်းပြားကိုပြန်ဆယ်ယူလိုက်ပြီးတော့လက်ထဲမှာတင်းဆုပ်ကင်ကအောင်ကြီးတည်တဲ့ပုံစံကိုကြားရတဲ့ကဒါကတော်ရုံအစင်မဟုတ်တော့ဘူးဆိုတာငါသိတယ်အဲ့ဒီကလေးကမွေးကလေးကသူ့မှာအသက်မပါပေမဲ့ရွာပြင်ကမကောင်းဆိုးဝါးကနေရဝင်ယူနေတာပဲကွာပြီးတော့မင်းတို့ရွာကလူတွေကနားမလဲပါမလဲနဲ့ဘိုက်ထဲကကလေးကိုထုတ်ပြီးတော့မအိမ်နဲ့ပဲတခြင်းနဲ့မြှုပ်လိုက်ကြတယ်အဲ့ဒီတော့မကောင်းဆိုးဝါးကအမေရောကလေးပါရသွားပြီးတော့အင်းအားအရင်ကြီးနေပြီလို့ပြောရမှာပဲသူကအခုရွာထဲကလူတွေကြောက်လေပူပြီးတော့အားကောင်းလေဖြစ်လာတာပဲဆရာကြီးစကားဆုံးတာနဲ့ဧည့်သည်ကတုံရင်နဲ့ပြောလာပါတယ်ဒါဆိုရင်ဆရာကြီးကိုရင်တို့ရပါတယ်နော်ကျွန်တော်တို့ကဘာမှကိုမလုပ်ရဲလို့ပါဆရာကြီးရဲ့ကိုညီပေးပါဦးကဲငမို့ငါရဲ့လက်ဆွဲတော်တက်တာယူခဲ့
အခြေအနေတွေကငါထင်ထားတာတောင်စိုးနေတယ်ကွာဆရာကြီးကပြောဆိုလွယ်ထဲမှာအဆောင်များပရိတ်ချီများကိုတေချာစစ်ဆေးနေတာကိုကြည့်ရရင်ဖြင့်ဘွဲကြီးဘွဲကောင်းတစ်ခုဆိုတာတေချာလို့နေခဲ့ပါတယ်ကဲအရေးကြီးတယ်အချိန်ကြာရင်ကြာသလိုပိုဆိုးဖို့ပဲရှိတယ်ဒီတော့အခုပဲသွားကြရအောင်ဆရာကြီးရဲ့စကားကြောင့်ဧည့်သည်နှစ်ယောက်ရဲ့မျက်နှာတွေမှာဝမ်းသာအားရရှိကြပေမဲ့ကျွန်တော်မှတော့တွေးကြုံရမယ့်အရေးကိုကြိုတွေးကကြောက်နေမိပါတော့တယ်ကျွန်တော်တို့ကမြို့ရဲ့အနောက်ဘက်အခုတောင်းမှာကမြို့ရဲ့အရှေ့ဘက်ဆိုတော့ဧည့်သည်နှစ်ယောက်ရဲ့နွားလဲလေးနဲ့ခရီးနှင်လာလိုက်တာညနေဝင်ကာနီးမှာကြီးမနိုးရွာလေးကိုရောက်ပါတော့တယ်တကြီးအိမ်ရှိမှာနွားလဲကလေးကိုရက်လိုက်တယ်ဆိုရင်ပဲဟာဆရာကြီးပါရောက်လာတာပဲလာမလားလို့ကျွန်တော်ကတွေးပူလိုက်ရတာဗျာတကြီးဦးမြမောင်ကိုယ်တိုင်ခြံဝအထိထွက်ကြပြီးဆရာကြီးနဲ့ကျွန်တော်တို့ကိုနေရာထိုင်ခင်းတေချာပြင်ဆင်ပေးပါတယ်ကဲတကြီးကျုပ်ရောက်ပြီဆိုတော့ကျုပ်ရွာမဟုတ်ပေမဲ့ကျုပ်ကကူညီရမှာပဲအဲ့တော့ဘာမှမပူနဲ့အရေးကြီးတာကညကြရင်ကျုပ်နဲ့အတူတင်းញိုင်းကိုလိုက်ဖို့တကြီးအပါဝင်အနေငယ်တက်တိရှိတဲ့လူငယ်ချို့လိုတယ်ဗျရနိုင်မလားတကြီးဦးမြမောင်ကဇနီးဖြစ်သူကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးတော့ရတာပေါ့ဆရာကြီးရဲ့လိုတာဖြစ်စေရပါမယ်ဗျကဲအဲ့ဒါဆိုရင်လူသာစုလိုက်တော့ဗျာကျုပ်ကတော့အချိန်မကြခင်အထိဖျားရှိခိုးအဋ္ဌံဝင်လိုက်အောင်မယ်ဆရာကြီးစကားဆုံးတာနဲ့ဦးမြမောင်ကညကြရင်ဇနီးဖြစ်သူနဲ့အဖော်အဖြစ်နေပေးဖို့ရွာထဲကမိန်းကလေးနှစ်ယောက်အပါဝင်အတူလိုက်မဲ့လူငယ်ချို့ကိုရှားပါတော့တယ်ကဲဒီကငါတို့ရေဆရာကြီးကဘယ်အချိန်မှစမယ်လို့ပြောလဲဗျအခုပဲ8 နာရီရှိနေပြီနော်တကြီးကကျွန်တော်ကိုမေးလာတော့ကျွန်တော်ကလည်းဘာပြန်ပြောရမှန်းမသိတာနဲ့အဲ့ဒါတွေတော့ကျွန်တော်သေချာမသိပါဘူးခင်ဗျာဟောငါတို့ကငါတို့သိမယ်ထင်လို့ပါကွာအဲ့ဒါဆိုလေဆရာကြီးဆင်းလာမှမေးတော့ပေါ့ကွာတကြီးရဲ့အိမ်အပေါ်တက်မှာဖယားဝတ်ပြူပြီးအဋ္ဌံဝင်ပတိစိတ်နေတဲ့ဆရာကြီးကိုအနှောက်ယှက်မဖြစ်အောင်ဘယ်သူမှအပေါ်တက်ကိုမတိုက်ကြပါဘူးဟောပြောရင်းဆိုရင်နဲ့ဆရာကြီးဆင်းလာပြီဟဲ့ကဲဆရာကြီးအချိန်ကြပြီလားဗျမလောပါနဲ့တကြီးရာခဏဆောင်သူ့ဘက်ကအချက်ပေးတာကိုအရင်စောင့်ကြည့်ကြတာဗောဗျဆရာကြီးရဲ့စကားကြောင့်အားလုံးကကြောင်တောင်ဖြစ်ကုန်ကြပါတယ်ဗျာဆရာကြီးဘယ်သူကအချက်ပေးမှလဲဗျဩတကြီးရဲ့မကောင်းဆိုးပါဗောဗျာအဲ့ဒီခိုင်မှာပဲတုတ်တန်ဘက်ကနေဆွဲငင်အတန်ရှည်ဦးလိုက်တဲ့ခွေးဦးတန်များနဲ့အတူတရွာလုံးတဖြည်းဖြည်းနဲ့မြူတွေလိုအခိုးတွေနဲ့ပြေးလာပြီးရဲတန်လိုခလေးငိုတန်လိုနဲ့အတန်နေစကြလာရပါတော့တယ်ကဲအချိန်ကြပြီတကြီးရေအခုပဲသွားကြရအောင်ကျွန်တော်ဆိုကြောက်လွန်းလို့ခြေထောက်တွေအားမရှိသလိုခံစားလာရပါတယ်တကြီးရွေးထားတဲ့တက်တိရှိပါတယ်ဆိုတဲ့လူ9ယောက်ခန့်မှလည်းမီးတော့ကိုင်သူကကိုင်ပေါက်တူးပေါက်ပြကိုင်သူကကိုင်နဲ့တယောက်နဲ့တယောက်ပူးကပ်ပြီးပါလာကြပါတယ်ကဲတကြီးတားမိ2ယောက်ကိုမြှုပ်ထားတဲ့နေရာကိုပြသမ်းပါအောင်ဟေးကောင်နေဘယ်နားမှာမြှုပ်ထားတာလဲကွာတီးကြလားတကြီးဦးမြမောင်မေးလိုက်တော့မှရွာသားတယောက်ကအတန်တုံရဲနဲ့တကြီးခြေထောက်တက်နင်းထားတဲ့နေရာမှာပါငါလက်ခွေးတယ်မဟုတ်လို့လားကွာမြေပုံနဲ့လည်းမတူပဲနဲ့မင်းဟာသေချာလို့လားဟုတ်ပါတယ်တကြီးအဲ့ဒီအပင်ခြေရက်မှာပါပဲပြုတ်တဲ့နေကလေးကမြေပြန်ဖိုးတဲ့အခါမှာမြေကြီးမပူပဲနဲ့မြေကအညီဖြစ်နေတာပါတကြီးရဲ့အဲ့တော့မှသာဦးမြမောင်ကလည်းကြောက်နဲ့နောက်ကိုအမြန်ခုံရှောင်လိုက်ပြီးဒီနေရာပါတဲ့ဆရာကြီးရေဒီနေရာပါအဲ့ဒါဆိုလေအမြန်တူးကြဗျာအမြန်တူးကြရွာသား9ယောက်လောက်ကအမြန်တူးနေကြပြီးကျွန်တော်ကတော့အစီမံနေလုပ်နေတဲ့ဆရာကြီးကိုမီးတုံးနဲ့ပြပေးရပါတယ်ဆရာကြီးအခေါင်းတွေးပြီးဗျတကြီးဦးမြမောင်မင်းအတန်များကတုံရင်လို့နေပါတယ်ကဲဒါဆိုရင်အခေါင်းအဖိုးမဖွင့်ခင်အရင်နားထောင်ကြကျုပ်ရဲ့ဒီအစီမံစီးဝိုင်းတွေကိုအဖုံးဖွင့်ပြီးတာနဲ့အကုန်ဝင်လာကြရမယ်ဟုတ်ပြီလားဟေးကောင်နေကြားတယ်နော်ဆရာကြီးပြောတဲ့ဟာကြားတယ်မလားကဲတတိနဲ့ဖွင့်လိုက်ကြ
မြေချင်းရဲ့ဒေါင်လေးတောင်မှမိတို့တစ်ခုစီစိုက်ထားလိုက်ပြီးတော့အခေါင်းဖုံးကိုဖွင့်လိုက်ကြတယ်ဆိုရင်ပဲထောင်းကလေးတက်လာတဲ့အပုပ်ငံကြီးကအော်ဂလီဆန်သောပြင်းထန်လွန်းလာပါတယ်အဝယ်စားများပင်တေချာပြန်မဝယ်ဖဲဖြစ်တယ်လို့မြင်မြုပ်ထားကြတော့ဘိုက်ထဲကထွက်နေတဲ့မဲမဲပြစ်ပြစ်အရေးများကအခေါင်းထဲမှာနေရာအပြည့်ဖြစ်နေပြီးခက်လေးအလောင်းကတော့မှောက်ရက်ကြီးဖြစ်လို့နေပါတယ်အမြန်လာကြဟေးစီးဝိုင်းထဲကိုသူ့ထံကဦးအောင်စီးဝိုင်းထဲကိုပြေးဝင်ထိုင်လိုက်ကြပြီးနောက်ကဲအခုကစပြီးတော့ဘယ်သူမှကြုတ်ရဖွင့်ပြချက်မရပဲစီးဝိုင်းအပြင်ကိုမထွက်ကြနဲ့ကြားလားထွက်တဲ့လူကိုလည်းကျုပ်ကကယ်လို့ရမှာမဟုတ်တော့ဘူးထွက်တဲ့လူဟာအသေးလို့သာမှတ်လိုက်ကြတော့ဆရာကြီးရဲ့စကားဆုံးတာနဲ့အားလုံးကအသက်ပင်ရဲမရှူရဲတော့တယ်လို့ဆရာကြီးရဲ့နောက်မှာကတ်ထိုင်နေတဲ့ကျွန်တော်တောင်ခန္ဓာကိုယ်တစ်ခုလုံးကနှက်ဘူးသလိုနဲ့တုံရင်ပြီးတော့ကြောက်လာပါတော့တယ်မြေချင်းနှုတ်ခမ်းသားမှာထိုင်နေကြတာမလို့မိအလင်းရောင်အောက်ကအသေးကောင်ကြီးကိုမြင်နေရတော့ကြောက်စိတ်ကဘလို့မှပင်ထိမရလူကမူးပြီးတော့အန်ကျင်သလိုနဲ့ပြော့ဖွေလာပါတော့တယ်ငမိုးမင်းကြောက်နေတာလားကွာဟုတ်ကြောက်ပါတယ်ဆရာကြီးရေကျွန်တော်ကြောက်ပါတယ်ဒါအတွေ့အကြုံပဲကြောက်တာကတဘာဝပဲငမိုးမထူးဆန်းဘူးအဲ့ဒီအကြောက်တရားကိုတော့ဘယ်တော့မှကြော်သွားလို့မရဘူးကွာကြော်လွှားပတ်ရှောင်နေလေဒီအကြောက်တရားကပြန်တွေ့ရမှာပဲအကြောက်တရားကိုရင်ဆိုင်ရဲမှသာဆရာတယောက်ဖြစ်လာမှာငမိုးရအဲ့ဒီတော့ကြောက်ပြီးရင်မပြေးနဲ့ရင်ဆိုင်ရမယ်ဟုတ်ပြီလားကဲရော့ငါအပါဝင်အားလုံးရဲ့လက်တွေကိုပရိတ်ချီနဲ့ချိတ်ဆက်ထားလိုက်တော့ပြီးရင်လုပ်ငန်းစကြတာပေါ့ကျွန်တော်လည်းမနေအားယူပြီးတော့စိတ်ကိုထိန်းကဆရာကြီးပေးတယ်ပရိတ်ချီနဲ့ဆရာကြီးကနေအစာပြုတ်ကအကုန်လုံးရဲ့လက်ကောက်ဝတ်တွေကိုတန်းစီပြီးတော့အတွဲလိုက်ချီနှောင်လိုက်ပါတယ်ရပါပြီဆရာကြီးခင်ဗျာကျွန်တော်ရဲ့စကားဆုံးတာနဲ့ဆရာကြီးကရှေ့မှာချထားတဲ့အင်းပြားစိန်ထားတဲ့ကြေးဖလောက်ဘွက်ထဲကရေကိုအသားအရာအနှဲငယ်ယူပြီးတော့အလောင်းရှိရာကိုလှမ်းပတ်လိုက်တယ်ဆိုရင်ပဲရုတ်တရက်အခေါင်းထဲကနေထူးဆန်းတဲ့အတန်တစ်ခုထွက်လာပါတယ်အဲ့ဒါကလူတစ်ယောက်ရဲ့အတန်မဟုတ်ပါဘူးအသားစားတွေပုတ်တိုင်နေတဲ့အတန်လိုအယိုးအစ်စ်တွေကျိုးပဲတဲ့အတန်တွေလိုနဲ့ခလေးအလောင်းကတချစ်ချစ်နဲ့မြည်ပြီးတော့မှောက်ရဲ့အနေထားကနေဖြည်းဖြည်းချင်းခေါင်းလှည့်လာပြီးတော့အတန်တွေကလည်းပုံမူကျဲလောင်လာပါတယ်ကြောက်စရာကောင်းတဲ့ရည်တန်ကြီးနဲ့ရုတ်တရက်မင်းနဲ့အလောင်းကြီးကဘုံမနဲ့ထားထိုင်လိုက်ပြီးတော့ဘိုက်ထဲကမဲငိမ့်နဲ့အရေများကိုလက်နဲ့ခတ်ခါခလေးကိုတိုက်ပြနေပါတယ်ခလေးကလည်းတဟဲဟဲနဲ့သဘောကျကဘိုက်ထဲကဦးတွေကိုပါဆွဲယူပြီးတော့ထုတ်စားပြနေတော့ကျွန်တော်ဆိုရင်ဇောချွေးတွေပြန်ကသတိပင်လက်ချင်လာပါတော့တယ်ဟေးနင်ကဘာလုပ်လဲဘာဖြစ်လို့လူတွေနေတဲ့ရွာကိုနာအောင်လုပ်နေရတာလဲဟမ်ငါလှုပ်ချင်တာကိုလှုပ်တာနင်ကဘာကောင်မှလို့လဲကလေးတရေကလည်းအမေဖြစ်သူရဲ့ဂုတ်ပေါ်ကိုခွာထိုင်ပြီးတဟဲဟဲနဲ့ရေပြနေရင်ကရှာကြီးကတွဲလောင်းကြကမိခင်ဖြစ်သူရဲ့ဘိုက်ပေါ်ကအရင်မဲမဲတွေကိုလိုက်ရက်နေပြီးတကယ်နဲ့မန်ဖီပြနေတော့ဆရာကြီးကလည်းနောက်တစ်ခေါက်ရေနဲ့ထပ်ပတ်လိုက်ချိန်မှာအလောင်းကြီးကရုတ်တရက်နောက်ပြန်လဲကျပြီးတော့စက္ကန့်ပိုင်းတွင်းမှာပြန်ထလာပြန်ပါတယ်နင်အခုချက်ချင်းထွက်မသွားသေးဘူးလားငါကိုယ်တိုင်ပညာပေးရမလားပြောစမ်းဆရာကြီးအမိန်ပေးလိုက်တာနဲ့တပြိုင်နက်အေးဆက်လေတိုးတန်တစ်ခုကကျွန်တော်တို့ရဲ့နားကိုကပ်လာပါတယ်မင်းနဲ့ရဲ့အတန်လိုခလေးရဲ့တခစ်ရည်တန်လိုအဲ့ဒီမသေးမကွဲအတန်တွေကစီဝိုင်းအပြင်ဘက်ကနေကျွန်တော်တို့ကိုလာပြီးတော့ပတ်ပတ်လေရစ်ပတ်နေသလိုထူးဆန်းခံစားလာရပါတယ်ဗျာတကြီးလာပြီကျွန်တော်လာပြီတကြီးအလန်တကြားနဲ့ရွာသားတယောက်ကစီဝိုင်းထဲကနေမတ်တက်ထရဲပြီးထွက်မဲ့အလုံးမှာတကြီးဦးမြမောင်ကလက်ကိုဆောင့်ဆွဲပြီးတော့ပြန်ထိုင်ခိုင်းကပါးကိုတစ်ချက်ရိုက်လိုက်ပါတယ်မင်းမေလင်ကဒီမှာကွာလို့ပြောလိုက်ခါမှကြောင်တောင်နဲ့ရွာသားကလည်းနားမလဲသလိုကြည့်နေရှာပါတယ်အဲ့ဒီအချိန်မှာပဲအတန်နဲ့ကြီးနဲ့မတော်ဘူးငါမတော်ဘူးကွာရုတ်တရက်အလောင်းကောင်အော်ပြောလိုက်ချိန်မှာပဲမီးတို့များငိမ့်သွားတာကြောင့်အားလုံးကကြောက်လန့်တကြားနဲ့ပြတလဲဖြစ်ကုန်ကြတာပေါ့ဟာဆရာကြီးဘယ်လိုလုပ်ကြမလဲ
ဟေးအားလုံးစိတ်အေးအေးထားကြတဲ့ငါရှိတယ်မင်းတို့အသက်ဆောင်ထားတဲ့မိတို့တွေကိုပြန်ထွန်းကြဟေးလက်ထက်ကမိတို့အပိုတွေပြန်ထွန်းကြတဲ့နဲ့အမြန်ထွန်းကြတကြီးကပါအော်ပြီးသတိပေးလိုက်မှရွာသားများကအနားမှာအသက်ဆောင်ထားတဲ့မိတို့တွေကိုထွန်းလိုက်ချိန်မှာအလောင်းကောင်ကြီးကမီးကောင်အောက်မှာကုန်းကြီးနဲ့ထားဖို့အာယူနေတဲ့ပုံစံကြီးဖြစ်နေတာကိုမြင်လိုက်ရပါတယ်ဟမ်နေကဒီလောက်နဲ့မရတော့လေငါကပညာပြရသေးတာပေါ့ဆရာကြီးကရေစိန်ထားတဲ့အင်းများကိုထုတ်ယူပြီးတော့အသာလိတ်ခါအလောင်းကောင်ရှိရာကိုတက်မတ်ပြစ်ပေါက်လိုက်ချိန်မှာတော့အလောင်းကရုတ်တရက်ကျိုးပြက်ကြသလိုနောက်ပြန်လဲကြပြီးတော့စက္ကန့်ပိုင်းတွင်းမှာပဲတဟီးဟီးနဲ့ပြန်ထလာပြန်ပါတယ်ဟမ်နင်ကအတော်စွမ်းနေပါလားအခုချက်ချင်းဒီကနေထွက်သွားတာမကောင်းဆိုးပါငါရဲ့ဆေးတော်ကြီးမသုံးခင်မှာနင်ထွက်သွားဖို့ငါအမိန်ပေးတယ်မတော်ဘူးနင်ကဘာမို့လို့လဲအမိန်ပေးရအောင်ကဲအထက်ဆရာများရဲ့အမိန်နဲ့အဲ့ဒီမကောင်းဆိုးဝါးကိုချုံနှောင်ပါစေဆရာကြီးကအဖြူရောင်ချီနှားဖြင့်ပြစ်ပေါက်လိုက်တဲ့အခါခါတိုင်းလိုပဲအလောင်းကလဲကျလိုက်ပြန်ထားလိုက်နဲ့ဘာမှထူးခြားဖြစ်မလာခဲ့ပါဘူးဒီမကောင်းဆိုးဝါးကခန္ဓာကိုယ်နှစ်ခုရထားပြီးတော့အားကြီးသလိုညံကလည်းအယမ်းများတယ်အဆောင်နေအင်းနေပြစ်ပေါက်လိုက်ရင်အလောင်းကနေထွက်သွားတယ်ပြီးရင်ပြန်ဝင်လာပြန်တယ်ဒီပုံစံဆိုရင်ကြာလာလို့ तू မတ်တက်ရက်နိုင်ပြီဆိုတာနဲ့တရွာလုံးအကုန်မတာပေါ်ကုန်လိုက်မယ်တကြီးရေဆရာကြီးစကားဆုံးတာနဲ့ဟမ်ဆရာကြီးအဲ့လိုတော့မဖြစ်ဘူးလေဗျာကဲပါအောင်ဗျာကဲပါအောင်ဟာဒီခါမှာဆရာကြီးကအလောင်းကိုလက်ညှိုးညွှန်ပြီးတော့ကဲနောက်ဆုံးအနေနဲ့ငါရဲ့မေတ္တာကိုလက်ခံပြီးတော့အခုချက်ချင်းထွက်သွားတော့မသွားရင်ငါရဲ့ဆေးတော်ကြီးကိုတုံးရလိမ့်မယ်မတော်ဘူးငါကနင်တို့အကုန်လုံးကိုတတ်မှာဆရာကြီးကလည်းအချိန်ဆွဲမနေတော့ဘဲနဲ့ကဲဘေဘီတော့ဒါလောက်ရှုပ်တဲ့ဟာပြောဆိုသူ့ရှေ့မှာချထားတဲ့ကြေးဖလားနဲ့အလောင်းကောင်ကိုချိန်ကတဲ့ကောက်ထုလိုက်ပါတော့တယ်အဲ့ဒီခါမှအလောင်းကောင်ကြီးကလည်းရုတ်တရက်ဆိုသလိုပြန်ပြီးတော့လဲကျသွားပါတယ်အဲ့ဒီခါမှဆရာကြီးကအလင်းအမြန်မဲ့လက်ဆွဲတော်တစ်တာတဲ့ကလက်ပြီးသုတ်ခန့်အလုံးကြီးတစ်လုံးကိုဆွဲယူလိုက်ပြီးတော့ဗဇနာကဟန်ပါနဲ့တစ်ချက်မန်းမို့ရင်အလောင်းကောင်ကြီးပြန်အထမှအချိန်ကိုက်ပြစ်ပေါက်လိုက်ပါတော့တယ်ဝင်နေကြတော့ဟေးဆရာကြီးရဲ့သတိပေးစကားဆုံးလို့ခေါင်းကုန်ပြီးဝတ်တယ်ဆိုရုံပဲရှိသေးတယ်။အုံးကနေဆိုပြီးကျဲလောင်တဲ့အတန်ကြီးနဲ့အတူကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပေါ်ကိုမြေကြီးစာများဆင်ကအမှောင်အတိဖြစ်သွားပါတော့တယ်။ကဲအောင်ပြီဟဲ့အောင်ပြီမီးတွေထွန်းလိုက်ကြတော့ရွာသားတွေကမီးတုပ်တွေပြန်ထွန်းလိုက်ချိန်မှာကျွန်တော်တို့ကိုယ်ပေါ်မှာမြေကြီးစာများတာမဟုတ်ဘဲနဲ့အသားပတ်များနဲ့အပုပ်ရည်များကရင်မကောက်အောင်ပြေချမ်းလို့နေပါတယ်။ကဲအားလုံးအသားစားတွေရသမျှစုပြီးရင်တခါတည်းမိရှို့ကြရမှာဟဲ့ဆရာကြီးစကားဆုံးတာနဲ့ကျွန်တော်နဲ့အတူရွာသားများကအသားပံများနဲ့အလောင်းရဲ့အစိပ်ပိုင်းများကိုရသမျှစူးစီးနေရင်ကစိတ်ထဲမှာလဲဆရာကြီးကိုလေးစားလုံးလို့လှမ်းကြည့်မိပါတယ်ဆရာကြီးနဲ့ဦးမြမောင်ကတော့မိရှို့လို့အစဉ်ပြေအောင်တေးချာနေရပြင်ဆင်နေတာကိုတွေ့ရပါတယ်နေမထွက်ခင်အာယုံအလင်းချိန်လေးမှာပဲရသမျှအသားပံနဲ့အလောင်းရဲ့အစိပ်ပိုင်းမှန်သမျှကိုစုပုံပြီးမိရှို့လိုက်ကြပါတယ်ကောင်းကင်ရံထက်ကိုပြန်တက်သွားတဲ့မိခိုးမွေမဲတွေဟာပုံစံအမျိုးမျိုးနဲ့တဖြည်းဖြည်းပြောက်ွယ်သွားခဲ့ပြီးတော့အကောင်းဆုံးနှိမ်နှင်းမှုကပြီးဆုံးသွားပြီလို့ပြောရမလားပဲအေးလူနဲ့တကြီးဦးမြောက်မောင်အိမ်မှာတုံရက်ခန့်ကုံဆုံးသွားခဲ့ပါတယ်မပြန်ပါနဲ့ဦးငါဆရာကြီးဟာကျွန်တော်တို့တရွာလုံးရဲ့အသက်ကဆရာကြီးပေးထားတဲ့အသက်တွေပါဗျာကျွန်တော်တို့အားရပါရပြုစုပြကြစေဦးဗျာဦးမြောက်မောင်တို့လင်မယားနဲ့အတူရွာသူရွာသားများကဆရာကြီးကိုမပြန်စေချင်ကြပါဘူးကဲဒီလောက်ဆိုတော်ပါပြီဗျာမလိုပါဘူးကျုပ်ကလည်းကျုပ်အလုပ်ကိုကျုပ်လုပ်ရတာပါနောက်လမ်းကြုံတဲ့အခါကျရင်လည်းလာခဲ့ပါဦးမယ်အခုတော့ကျုပ်လည်းပြန်ပြရစေဦးဗျာဆရာကြီးရဲ့သဘောထားကိုမလွန်ဆန်လိုကြတော့လာတော့ကနွားလဲလေးနဲ့ပဲအပြန်ခရီးကိုစတင်လိုက်ကြပါတယ်
ဆရာကြီးဆရာကြီးအခုထိမပြောပြသေးဘူးနော်ဟေးဘာတော့ငမိုးရဟိုလေဆရာကြီးရဲ့ဆေးတော်ကြီးအကြောင်းမို့လေဩငမိုးရဘာများလဲလို့ဒါကလိုအပ်လို့သုံးရတာငမိုးရမကောင်းဆိုးကတက်ရှိထင်ရှားလူကိုပူးနေရင်အသုံးပြုလို့မရဘူးကွာအခုကတေးသူကိုအသုံးပြုပြီးတော့ဖုံးဝင်တယ်လို့ဖြစ်နေတော့လက်ခံတဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးလိုက်ရုံပဲအခန့်မရှိရင်ဒီကောင်ကဝင်လို့မရတော့ဘူးကွာအရေးကြီးဆုံးတစ်ခုကမကောင်းဆိုးကဝင်နေတဲ့အချိန်မှာအချိန်ကဖျက်ဆီးနိုင်ရင်တော့အဲ့ဒီခန္ဓာကိုယ်နဲ့တူဝိညာဉ်ကပါပိတ်မိပြီးတော့ပျက်စီးစေတယ်ကွာဒါကြောင့်လေငါကအချိန်ကိုက်ကိုဓာတ်စားတွေဖျက်ဆီးခဲ့တာပဲငမိုးရဒါဆိုမကောင်းဆိုးကအပီးတိုင်ပြောက်ွယ်သွားတာလားဆရာကြီးငမိုးရေလောကမှာမကောင်းဆိုးဆိုတာဘယ်တော့မှအပီးတိုင်ပြောက်မသွားဘူးကွာပုံစံတစ်မျိုးမျိုးနဲ့အသွင်ပြောင်းပြီးတော့အချိန်အခါကောင်းကိုစောင့်ရင်းနဲ့ပဲအားမွေးနေကြလိမ့်မယ်ဟမ်ဒါဆိုရင်နောက်တစ်ခါအဲ့လိုမျိုးဖြစ်လာခဲ့ရင်ရောကျွန်တော်တို့ကဘယ်လိုလုပ်ကြမလဲဆရာကြီးရဲ့ဆရာကြီးကတဟဲရေမောရင်းနဲ့အဝေးစီကိုငေးကြည့်ပြီးအဆောင်တွေအင်းနေမဟုတ်ဘူးငမိုးလူတွေရဲ့တတိနဲ့တရားပဲမကောင်းဆိုးဆိုတာလူတွေရဲ့စိတ်ထဲကအကြောက်တရားမှတွေ့ကပ်ပြီးကြီးထွားလာတာပဲအဲ့ဒီအရာတွေကိုကိုယ်စိတ်ထဲမှာမထားမိဖို့ကအရေးကြီးဆုံးပဲကွကဲလှဲဆရာကြီးမြန်မောင်းစမ်းပါကျုပ်လည်းကျုပ်အိမ်လေးကိုလွမ်းလာပြီဗျဆရာကြီးရဲ့ရီမောပြောဆိုနေတဲ့စကားတန်တွေအဆုံးမှာပဲလှဲအနောက်မှာကြံခဲ့တဲ့ဖုံအမုံငွေကြားတဲ့ကနေအမှတ်မထင်ကြားလိုက်ရတဲ့ခလေးရည်စံခတ်တိုးလေးကြောင့်ကြက်တီးမွေးညင်းများထလာပြီးဆရာကြီးပေးထားတဲ့ပေရိတ်ချီတိုးလေးကိုသာခတ်တင်းစုပ်တိုင်းလိုက်မိပါတော့တယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ရဲ့ဇလန်းလေးကိုဒီနေရာမှာပဲအဆုံးသတ်ပါရစေခင်ဗျာနားဆင်သူတယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ